စားရန်စိန်မင်းဆက်ကသူမဖခင်မူရင်းဖြစ်လို့စိတ်ရင်မိုးဘက်ကနေကာကွယ်လာတဲ့ရွှေဘိုတင်မောင်သမီးဒီကနေ့မှာမြန်မာစစ်သမီးလောကမှာအတော်လေးကြရရိုက်နေတဲ့စားရန်စိန်မင်းပြဆက်မူပိုင်ခွင့်ပြဿနာနဲ့ပတ်သက်ပြီးအားလုံးကထင်မှတ်မထားပဲအလဲအပြောင်းလေးတစ်ခုတင်ဆက်ပေးချင်ပါတယ်။စားရန်မိုးတယောက်ဒီဇက်တော်ကြီးကိုကားပြမီလို့မူပိုင်ခွင့်ပြဿနာတက်ပြီးတော့ဝေဖန်မှုတွေကိုရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ဒီလိုအချိန်မှာပဲရုပ်သိမ်းမင်းသားကြီးရွှေဘိုတင်မောင်ရဲ့သမီးကြီးဖြစ်သူဒေါ်ကြီးကြီးဆန်းကဒီဇက်တော်ကြီးရဲ့အစ်စ်မြန်မှုရင်းပိုင်ရှင်ဖန်တီးရှင်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း60ကျော်ကတည်းကဓာတ်ပြသွင်းခဲ့တဲ့သူမရဲ့ဖခင်ဖြစ်တယ်လို့ခိုင်လုံတဲ့သက်သေအထောက်အထားတွေနဲ့တကွထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။အထူးသဖြင့်ဒေါ်ကြီးကြီးဆန်းကပြဿနာတက်နေတဲ့ဆိုင်ရင်မိုးဘက်ကနေနားလည်မှုအပြည့်နဲ့ရက်တီကောက်ွယ်ပေးပြီးတော့အင်မတန်သဘောထားစေတဲ့စကားတကုန်းကိုပြောလာခဲ့တာလည်းဖြစ်ပါတယ်။သူမဖခင်ဖြစ်သူရဲ့မူလဖန်တီးမှုဇက်တော်ဖြစ်တာကြောင့်အဖေဖြစ်သူကိုသာအတိမတ်ပြုပေးမယ်ဆိုရင်စိုင်းရင်မောအပါဝင်ပယ်ဆက်မင်းသားမစိုးဒီစားရန်စိန်မင်းဇက်တော်ကြီးကိုလွတ်လွတ်လပ်လပ်ကားပြောက်ခွင့်ရှိတယ်လို့သဘောထားကြီးစွာနဲ့ခွင့်ပြုပေးလိုက်တာလည်းဖြစ်ပါတယ်။မင်းသားတွေအကုန်လုံးအဖြစ်သချင်းတွေဇက်တွေကိုသုံးဆွဲခွင့်ရှိပြီးစတင်ခဲ့တဲ့မိသားစုကိုသာအတိမတ်ပြုစေခြင်းနဲ့သူမရဲ့ဆန္ဒလေးကိုလေးလေးနက်နက်ထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။မူပိုင်ခွင့်အငြင်းပွားနေချိန်မှာမူရင်းပိုင်ရှင်အစင်းနဲ့မိသားစုဝင်ကိုယ်တိုင်ကအမှုပညာကိုမျက်နှိုးစွာနဲ့မျိုးဆက်သစ်တွေအတွက်နားလည်မှုအပြည့်အဝနဲ့လမ်းဖွင့်ပေးလိုက်တဲ့ဒီလောက်ရက်လေးကတော့ဇက်သမီလောကအတွက်တကယ်ကိုလေးစားကုန်ယူစရာကောင်းတဲ့လောက်ရက်လေးတစ်ခုပဲဖြစ်ပါတယ်။အစဲရွာကနေအောင်စမှုရွာဆိုပြီးတော့ပြောင်းရလောက်အောင်ကိုရွာရိုက်တိုးတက်ရေးတွေကိုလှုပ်ဆောင်နေတဲ့အောင်စမှုမကြသေးခင်ကမှရွာအိမ်လေးမှာအိမ်သစ်တက်လှုပ်ခဲ့တဲ့အောင်စမှုကအခုတခါမှလည်းရွာရဲ့စက်တည်ရေးဆောင်ဖုန်ကြီးကျောင်းကိုပြန်လည်ပြုပြင်ပေးတော့မှာပါ။အောင်စမှုရဲ့ဇာတိရွာလေးဖြစ်တဲ့အစဲဆံပြရွာကရွာကျောင်းတိုင်းမှာရှိနေတဲ့စီရီတော်မြက်ကြီးကလင်းပြင်းမုံတိုင်းတန်ကိုအတော်လေးခံလိုက်ရတာလည်းဖြစ်ပါတယ်။မုံတိုင်းတန်ကြောင့်ဖရားရဲ့စိန်မှုတော်တွေနဲ့အခြားနေရာတွေမှာထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။ရွာသူရွာသားတွေအတွက်လည်းကိုရီနှစ်စဉ်နဲ့အမျှဖူးမြော်ကြည်နူးနေရတဲ့ရွာတောင်တိုက်ကဖရားကြီးအခုလိုထိခိုက်ပျက်စီးသွားလို့စိတ်မကောင်းဖြစ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ငွေကြေးတွေရှာဖွေနိုင်တဲ့အောင်စမှုကလင်မင်းမုံတိုင်းကြောင့်ပျက်စီးသွားခဲ့တဲ့တောင်တိုင်းကဖရားကြီးကိုအသစ်တဖန်ပြန်လဲမုံမှန်ဖို့အတွက်3000လူတန်းတော်မှာပါ။စိန်ဖူးတော်နဲ့ဗတ်စုံမုံမှန်တဲ့အလူကြီးအတွက်စုစုပေါင်းကုန်ကြငွေစရိတ်ခက်မှန်းချေ3000လောက်နီးပါးရှိမယ်လို့ဆိုပါတယ်။အသက်20ကျော်လူငယ်လေးတယောက်အတွက်ချွေးနှဲစာလေးတွေနဲ့ရှာဖွေထားတဲ့ငွေကျပ်3000ဆိုတဲ့ပမာဏကိုဖရားကြီးအတွက်လူတန်းလိုက်မှာပါ။ရွာခောက်ကိုယ်ွယ်နေတဲ့ဖရားကြီးကို3000အကုန်ကြခံပြီးတော့ပြုပြင်ပေးမှဖြစ်သလိုသူတို့ရဲ့ရွာလေးကိုလည်းအောင်စမှုကြောင့်ပို့ပြီးတော့လူသိများလာခဲ့တာပါ။ဒါကြောင့်လည်းအစဲရွာဆိုတဲ့နာမည်ထက်အောင်စမှုရွာဆိုတဲ့နာမည်ကိုပို့ပြီးတော့သိနေကြရလဲဖြစ်ပါတယ်။ဒီအလူကအောင်စမှုကိုအားပေးကြတဲ့ပရိသတ်တွေကချင်းမြင့်ထားတဲ့ငွေတွေဖြစ်လို့ဒီအလူကလည်းအောင်စမှုရဲ့ပရိသတ်တွေစုပေါင်းပြီးတော့လူတန်းတဲ့အလူတစ်ခုပဲဖြစ်ပါတယ်။အသက်ငယ်ငယ်နဲ့ဖရားတကာကြီးဖြစ်လာတဲ့အောင်စမှုကိုဘလို့အဆက်တွေကြောင့်ပို့ပြီးတော့သဘောကျလဲဆိုတာမိမိတို့ရဲ့အမြင်လေးကိုခေါင်းမမရေးသွားပေးခဲ့ကြပါဦးရှင်။